ပောက်ကူတော်ကိုတန်ခါမဟာနာယကနဲ့သာသနာရေးဝန်ကြီးဌာနကအရေးမယူတဲ့နောက်ွယ်ကအကြောင်းရင်းနောက်ဆုံးပောက်ကူတော်မှာသီလကုံဓမ္မာတိကုံပညာကုံမရှိအောင်ထားအောင်ဘုရားကြီးတော်ခြုံထားတာထွေးမင်္ဂလာပါခင်ဗျာဒီလူ channel လေးကနေလေးစားစွာကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကနေပြီးတော့မိတ်ဆွေများကိုပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ဒီဗီဒီယိုထဲမှာပါတဲ့ပောက်ကူတော်နဲ့ပတ်သက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီဗီဒီယိုထဲမှာပောက်ကူတော်ဘာပြောသလဲဆိုတာလေးကိုမိတ်ဆွေများကျွန်တော်နဲ့အတူကြည့်လိုက်အောင်နောက်ဆုံးပောက်ကူတော်မှာသီလကုံဓမ္မာတိကုံပညာကုံမရှိအောင်ထားအောင်ကိုကျင်တရားတွေမရှိအောင်ထားအောင်ပောက်ကူတော်မှာသင်္ကန်းရှိတယ်သင်္ကန်းရှိတယ်နော်ဘုရားကြီးတော်ခြုံထားတာဟုတ်လားဘုရားကြီးတော်ခြုံထားတာပောက်ကူတော်ပြောသွားတဲ့စကားတွေကိုနားလည်တော့ပါတယ်တကယ်တော့ဗျာသူ့မှာသီလဓမ္မာတိပညာတိတ်ခါ၃ပါးတပါးမှမရှိရင်တောင်မှမြတ်စွာဘုရားရှင်ရဲ့အရေးတော်သင်္ကန်းခြုံထားလို့ကိုယ်ွယ်ထိုက်တဲ့အကြောင်းသူပြောသွားတာဖြစ်ပါတကယ်တော့လူတွေနဲ့ယဟန်တွေရဲ့ခြားမှာဝိနည်းဆိုတဲ့မြတ်စွာဘုရားရှင်ရဲ့စီကံဥပဒေဘောင်လေးခြားပါအဲ့ဒီဘောင်ထဲမှာနေထိုင်နိုင်သောကြင့်ကြံနိုင်သောပုဂ္ဂိုလ်များကိုတားလျင်ပစ္စည်း၄ပါးကိုအလှူတော်ခံပြီးတော့စားတောက်နေထိုင်တဲ့သောပုဂ္ဂိုလ်အဖြစ်မြတ်စွာဘုရားရှင်ကတတ်မှတ်တော်မူခဲ့တာဖြစ်ပါသို့တော်လည်းအခုဒီဗီဒီယိုထဲမှာပောက်ကူတော်ပြောသွားပုံအရမြတ်စွာဘုရားရှင်ရဲ့အလိုတော်နဲ့ဖီလာဆန့်ကျင်ဖြစ်တဲ့စကားလုံးတွေလို့ကျွန်တော်ကတော့ထင်မြင်ယူဆမိပါပောက်ကူတော်လို့ပြောလိုက်ရင်မြန်မာတနိုင်ငံလုံးမတိတဲ့လူမရှိတော့အောင်ဟိုးလေးတကြောကြောဖြစ်နေတဲ့ပုဂ္ဂိုလ်ပါဒါကလည်းအထူးတလဲပြောစရာမလိုတော့ပါဘူးဒီဗီဒီယိုမှာအထူးအဖြင့်ပြောချင်တာကပောက်ကူတော်ကတမတော်ကိုထောက်ခံခြင်းမထောက်ခံခြင်းနဲ့လည်းမဆိုင်တယ်လို့ဗီဒီယိုကိုထောက်ခံခြင်းမထောက်ခံခြင်းနဲ့လည်းလုံးဝမဆိုင်ပါဘူးမြတ်စွာဘုရားရှင်ရဲ့ဘာသာရေးရှုထောင့်သာသနာရေးရှုထောင့်ကနေပဲကြည့်ပြီးတော့ပြောဆိုတင်ပြသွားမှာဖြစ်တဲ့အတွက်နံပါတ်1ပောက်ကူတော်ဆိုတာဟာမကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်အတွင်းမှာရှိတဲ့ပခုတ်ကူပေါက်ရေစကြိုစိတ်ဖြူမြိုင်းဆိုတဲ့9မြို့နယ်ထဲမှာပါတဲ့ပေါက်ဆိုတဲ့မြို့လေးပဲဖြစ်ပါအဲ့ဒီပေါက်ဆိုတဲ့မြို့လေးဟာတကယ်မြို့သေးလေးဖြစ်ပါအဲ့ဒီမြို့လေးရဲ့တောင်ဘက်ကိုသွားမယ်ဆိုရင်ဒေါင်းသာတပွတ်စုတောင်ကျိုတရက်လေးပင်စသည်ဖြင့်ရွာပေါင်းများစွာတန်းစီပြီးတော့ရှိတယ်အဲ့ဒီရွာပေါင်းများစွာတဲကမှဒေါင်းသာဆိုတဲ့ရွာလေးမှာမွေးဖွားခဲ့တဲ့ပောက်ကူတော်ဖြစ်ပါမိတ်ဆွေများသိကြတဲ့အတိုင်းဒီကနေ့ဆိုရှယ်မီဒီယာပေါ်မှာဆိုရင်နိုင်ငံရေးအခင်းကျင်းနဲ့ပတ်သက်ပြီးတော့ပောက်ကူတော်ဟာဘယ်လိုပုဂ္ဂိုလ်လဲဘယ်လိုအပြုအမူရှိသူလဲဘယ်လိုစကားပြောဆိုသူလဲဆိုတာကျွန်တော်ပြောပြစရာမလိုပဲနဲ့အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေဗုဒ္ဓဘာသာဝင်များကဆိုရှယ်မီဒီယာပေါ်မှာတက်တော့ဆော့တဲ့ဘုန်းကြီးကိုယ်တိုင်ကားမောင်းတဲ့ဘုန်းကြီးလိန်ညာပြီးတော့အလူခံစားတဲ့ဘုန်းကြီးအခြားသောသာသနာညှိုးနှောအောင်လုပ်သောပုဂ္ဂိုလ်များကိုတော့သာသနာရေးဝန်ကြီးဌာနနဲ့တန်ခါမဟာနာယကအဖွဲ့ကနေအပြစ်ပေးတာတွေရှိတယ်ဒါပေမဲ့အဲ့ဒါထက်ဆိုးသောအလုပ်အင်မတန်နှိမ့်ကြသောရုံညံသောအလုပ်ကိုလုပ်နေတဲ့ပောက်ကူတော်ကိုတော့ဘာကြောင့်သာသနာရေးဝန်ကြီးဌာနကရောတန်ခါမဟာနာယကအဖွဲ့ကရောတရားမစွဲတာလဲအပြစ်မပေးတာလဲဆိုတဲ့မေးခွန်းတွေလည်းအများကြီးရှိလာတယ်ဒီဗီဒီယိုမှာတော့အဲ့ဒီမေးခွန်းမေးတဲ့ပုံကူများကိုကျွန်တော်ကမိတ်ဆွေတို့မေးကြတဲ့ပောက်ကူတော်ကိုဘာကြောင့်အရေးမယူတာလဲအပြစ်မပေးတာလဲသာသနာတန်ရှင်းရေးလို့ပြောပြီးဒီလိုပုံကူတွေကိုဘာကြောင့်သာသနာရေးဝန်ကြီးဌာနနဲ့တန်ခါမဟာနာယကအဖွဲ့ဝင်ပုံကူများကတနည်းအားဖြင့်ဆရာတော်ဘုရားကြီးများကပောက်ကူတော်ကိုအရေးမယူရတဲ့အကြောင်းအပြစ်မပေးရတဲ့အကြောင်းအဲ့ဒါဒီအားလုံးရဲ့အခြေခံသဘောတရားလေးတွေကိုမိတ်ဆွေများကိုကျွန်တော်ကမျှဝေပေးခြင်းပါတယ်ဗျဒီနေရာမှာတန်ခါမဟာနာယကအဖွဲ့နဲ့သာသနာရေးဝန်ကြီးဌာနဆိုတာကိုလည်းသာသနာတော်တန်ရှင်းရေးနဲ့ပတ်သက်ပြီးတော့အလုံးစုံပုံအပ်လို့မရပါဘူးမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသာသနာတော်နဲ့ပတ်သက်ပြီးတော့ဒီသာသနာတော်ကြီးမပြောက်ပြအောင်ထိမ့်သိမ်းစောင့်ရှောက်ဖို့သာသနာတော်မှာရှိတဲ့ဒုစရိုက်အမှုတွေကိုဝိုင်းဝန်းနှိမ်နင်းဖို့တာဝန်ပေးခဲ့တဲ့ပုဂ္ဂိုလ်၄ဦးရှိပါတယ်အဲ့ဒီ၄ဦးကတော့နံပါတ်1ဘိက္ခုလို့ခေါ်တဲ့ယဟန်ယောက်ျားလေးဖြစ်ပါနံပါတ်2ဘိက္ခုနီမှာပေါ့ဘိက္ခုနီသာသနာတော့ကွယ်သွားပြီဖြစ်ပါသို့တော်လည်း
အလွယ်ပြောရရင်ဒီကနေ့မျက်မှောက်ခေတ်ဆရာလေးများလို့ကျွန်တော်ပြောပြရစီနံပါတ်3ဥပါဒကမိတ်ဆွေတို့ကျွန်တော်တို့လိုအမျိုးသားယောက်ျားလေးတွေဖြစ်ပါတယ်နံပါတ်4ဥပါတိကာမအမျိုးသမီးများဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးကပဲဒီသာသနာတော်ကြီးကိုတန်ရှင်းစင်ကြယ်စွာအရှိသဖြင့်တည်တံ့အောင်ဆောင်ရွက်ဖို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတာဝန်ပေးအပ်တော်မူခဲ့တာဖြစ်ပါတယ်သို့တော်လည်းဒီကနေ့နိုင်ငံရေးအချင်းကာလပောက်ကူတော်နဲ့ပတ်သက်ပြီးပြောဆိုကြတဲ့နေရာမှာတန်ခါမာနာယကဆရာတော်ဘုရားကြီးများနဲ့သာသနာရေးဝန်ကြီးဌာနကိုပဲအပြစ်ဖို့ပြီးတော့စောင်းမြောင်ပြောဆိုတာတွေတွေ့မြင်ရတဲ့အခါမှာဒါဟာကောင်းသောလက္ခဏာမဟုတ်ဘူးလို့တော့ကျွန်တော်ရဲ့ပုံကိုယ်ကြီးအရာမြင်မိတယ်ဒီအကြောင်းအရာတွေမှာဒီကနေ့မိတ်ဆွေတို့လူပုဂ္ဂိုလ်တွေဘက်ကဘယ်လိုတုံ့ပြန်ကြသလဲသာသနာရေးဝန်ကြီးဌာနနဲ့တန်ခါမာနာယကအဖွဲ့များရဲ့ဘက်ကလည်းစာနာပေးဖို့ကျွန်တော်ပြောချင်တာကတကယ်တော့ပောက်ကူတော်ဆိုတာလက်ရှိတမတော်ကိုအာပေဝဉ္ဉံထောက်ခံသောအမျိုးသားရေးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်သူ့မှာဓမ္မစက်ကလွဲရင်အာဏာစက်ရှိတယ်လို့ပြောရမယ်ထင်တယ်အဲ့ဒီအာဏာစက်ဆိုတာလဲသာသနာရေးဝန်ကြီးဌာနနဲ့တန်ခါမာနာယကဆရာတော်ဘုရားကြီးများရဲ့အာဏာစက်တနည်းအားဖြင့်ဓမ္မစက်ထက်ရက်ဆက်ကြမ်းကြုတ်သောလက်နဲ့ကင်လမ်းစဉ်အာဏာစက်ရှိတယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်အကယ်၍များဒီပောက်ကူတော်ကိုသာသနာရေးနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုမယ်ဆိုရင်မလူအပ်ဖက်နဲ့ပြဿနာတွေအကျယ်တဝင့်ဖြစ်ပြီးတော့နောက်ဆုံးကျွန်တော်တို့တွေဟာဒီပောက်ကူတော်လိုပုဂ္ဂိုလ်မျိုးတစ်ယောက်အတွက်နဲ့သာသနာတော်အတွက်တန်ဖိုးရှိသောဆရာတော်ဘုရားကြီးများကိုဆုံးရှုံးရနိုင်တဲ့အခြေအနေထိရောက်နိုင်တယ်အကယ်၍ဒီပောက်ကူတော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဒါကတော့သာသနာကသာသနာနိုင်ငံတော်အာဏာကအာဏာပဲမဆိုင်ဘူးလုံးတဲ့ပါတယ်လို့ပြောမယ်ဆိုရင်လေအဲ့ဒီလိုလုတ်ပေးမဲ့အဖွဲ့အစည်းထဲမှာမိတ်ဆွေတို့ကိုယ်တိုင်ဝင်ကြည့်ပါဒါဆိုရင်တန်ခါမာနာယကဆရာတော်ဘုရားကြီးများနဲ့သာသနာရေးဝန်ကြီးဌာနကပုဂ္ဂိုလ်များအနေနဲ့ပောက်ကူတော်လူသာသနာပြည့်အလက်စီဒုတ်တီလပါပဘိက္ခုမောဂပုရိတအောက်တန်းစားကောင်ကိုဘာကြောင့်လွှတ်ထားရတယ်ဆိုတာသဘောပေါက်လိမ့်မယ်ထင်ပါ